အားလုံးပဲမင်္ဂလာပါ Press Tech Channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးချင်တဲ့အကြောင်းကတော့ brother တို့တွေကျွန်တော်ကိုလာပြီးတော့တောင်းဆိုနေကြတဲ့ PS2 game တွေကို mobile မှာဘယ်လိုမျိုးဆောက်ရမလဲဆိုတဲ့ဟာကိုကျွန်တော်အသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်အရင်တော့သိရဲ့ PPSSPP တို့ ATA SH2 တို့လို bio file တွေ controller file တွေနဲ့အလုပ်ရှုပ်ခံစရာဘယ်လိုလဲဒီတိုင်းတန်းစီရဆောက်လို့ရမယ့်ဟာကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်တယ်အရင်ဆုံး brother တို့တွေဒီ application တွေမသုံးခင်မှာတည်ထားမယ်အချက်နှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ brother တို့တွေ PS2 game ဆော့နေတဲ့အချိန်မှာ Wi-Fi နဲ့ internet ကိုဖွင့်ထားလို့မရပါဘူးမဟုတ်ရင်တော့ brother တို့တွေရှိမှာ AD တရားတက်နေပါလိမ့်မယ်နောက်တစ်ချက်ကကြတော့ game ဆော့နေတဲ့အချိန်မှာ recording ဖမ်းမယ်ဆိုရင်အဲ့ app တွေကနေပြီးတော့ပြန်ထပ်သွားနိုင်တယ်ဘတ်ရှိပါတယ်ကျွန်တော်အဆန်းပြပေးပါမယ်ဘာဖြစ်လို့တရားကိုဗီဒီယိုရှိဆုံးမှထည့်ထားလဲဆိုတော့ brother တို့ရဲ့ဗီဒီယိုနောက်ဆုံးထိမကြည့်လိုက်ပဲနဲ့တိုင်ဘက်ကိုညအောင်ဆိုလို့ပါကဲအဲ့ဆိုရင်ချိန်လေးမစဲနဲ့ဗီဒီယိုလေးကိုစလိုက်အောင်အရင်ဆုံး brother တို့လိုအပ်တဲ့ဟာတစ်ခုဟာ PPSS22 ဆိုတဲ့ emulator app နဲ့ Zajiva ဆိုတဲ့ application တစ်ခုကို Play Store ကနေပြီးတော့အရင်ဆုံးထောင်ပေးရမှာဖြစ်ပါတယ်ဗျပြီးသွားလို့ရှိရင် brother တို့ရဲ့အရင်ဆုံး Zajiva ဆိုတဲ့ app တွေကိုအရင်ဝင်ရပါဗျပြီးညာဘက်အောက်ဆုံးမှာရှိရဲ့ plus ပုံလေးကိုနှိပ်ပြီးတော့ Flora အသစ်ဖွဲ့ပြီးရင် brother တို့ကြိုက်တဲ့နာမည်ထားလို့ရပါတယ်ဗျပြီးသွားလို့ရှိရင်တော့ brother တို့ခုနထောင်ခိုင်းထားတဲ့ PPSS22 emulator app လေးကိုဝင်လိုက်ပါဗျပြီးသွားလို့ရှိရင် /ps2 ISO ဆိုတဲ့ဟာလေးရှိပါတယ်ဗျအဲ့ဒါကိုနှိပ်လိုက်ပါဗျအဲ့ခါကျရင်သူက plugin install ခံရပါလိမ့်မယ်ဗျအဲ့ခါကျရင် brother တို့ Google Play ကိုနှိပ်ပြီးတော့ Google Play ကနေထပ်ပြီးတော့ install လုပ်ပြရမှာပဲဗျအဲ့ဒါ install ပြီးသွားပြီဆိုရင်တော့ brother တို့ /ps2 ISO ဆိုတဲ့ဟာလေးကိုထပ်နှိပ်လိုက်မယ်ဆိုရင် brother တို့ရဲ့ဒီ Flora လေးကိုရောက်အောင်တွေ့ရမှာဖြစ်ပါတယ်ဗျအဲ့ခါကျရင် brother တို့ဒီမှာလောလောဆယ်တော့ game မရှိသေးဘူးဗျအဲ့တော့ brother တို့ကျွန်တော်ရဲ့ Telegram channel လေးကိုတွားလိုက်ပါပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်အဆန်းထောက်ပြရပါမယ်ဗျကျွန်တော် only app ကိုပဲရှင်းထောက်တာမလို့ကျွန်တော် app နဲ့ပဲဆန်းပြရပါမယ်ဗျဒါကြီးပါဆိုတဲ့ file တွေကိုလူမျိုးရောက်သွားပါလိမ့်မယ်ဗျအဲ့ခါကျရင် brother တို့ဒီ file လေးကို copy လိုက်ပါဗျပြီးသွားလို့ရှိရင် brother တို့ခုနက create ထားတဲ့ PS2 game ဆိုတဲ့ folder လေးဝင်ပြီးတော့ညာဘက်အောက်ဆုံးဟာလေးကိုနှိပ်ပေးလိုက်ပါဗျအဲ့ခါကျရင် auto paste ဖြစ်သွားပါလိမ့်မယ်ဗျပြီးသွားလို့ရှိရင် brother တို့ခုနကအတိုင်းပဲ PPSS2 ဆိုတဲ့ emulator တွေကိုဝင်မယ်ဝင်ပြီးသွားတဲ့အခါကျရင် /ps2 ISO ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဗျပြီးသွားရင်ညာဘက်အပေါ်ဆုံးမှာရှိတဲ့အချောင်းလေး၃ချောင်းနှိပ်ပြီးတော့ brother တို့ရဲ့ဖုန်းကြော်လာတယ်မှာ brother တို့ခုနကတော့ create ထားတဲ့မှာ PS2 game ဆိုတဲ့ဟာလေးရှိနေပါလိမ့်မယ်ဗျအဲ့တော့နှိပ်လိုက်ပါဗျပြီးရင်အဲ့မှာ Disney Pixar app ဆို brother တို့ download တဲ့ game တွေအကုန်လုံးဒီမှာရှိနေပါလိမ့်မယ်ဗျအခါကျရင် brother တို့ဆော့ချင်တဲ့ game ကိုနှိပ်လိုက်အောင်ပါပဲပြီးရင် always allow ဆိုတဲ့ဟာလေးနှိပ်ပေးပါဗျအခါကျရင်တော့ game ကို auto launch သွားမှာဖြစ်ပါတယ်ဗျကဲအခုကျွန်တော်တို့တွေ setting ကိုအကုန်လုံးလုပ်ပြီးပါပြီဆိုတော့ game setting ကိုတွားလိုက်ကြအောင်ကျွန်တော်ပထမဆုံးကပြောခဲ့တဲ့အတိုင်းပဲ screen recording ဖတ်တဲ့ error ရှိရမှာလို့ကျွန်တော် hand camera နဲ့ပြပြပါမယ်ဗျ brother တို့ရဲ့အရင်ဆုံး game ထဲကိုရောက်ပြီးဆိုရင်ဒီညာဘက်ပေါ်ဆုံးမှာရှိရဲ့ first button လေးကိုနှိပ်ပြီးတော့ PPSS ပုံလေးရှိပါဗျ PPSS ပုံလေးတွေကိုဝင်လိုက်ပါပြီးရင် touch screen controller view ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ dual analog pad ဆိုတဲ့ဟာလေးကိုထားလိုက်ပါအဲ့ခါကျရင် brother တို့အရင် PS2 controller လေးဆောင်းနေကြတဲ့အတိုင်းပဲ controller ကလောက်နှစ်ခုနဲ့ပြီးတော့ဒီ arrow button လေးထားလာပါလိမ့်မယ်သူတို့တွေကိုနေရာရွှေ့ခြင်းနဲ့ site change ခြင်းနဲ့ဆိုရင် brother PPSS ပုံလေးကိုနှိပ်ပြီးတော့အောက်ကိုနေဆွဲပြလိုက်ပါဗျအဲ့မှာ move button ဆိုပြီးရရှိပါတယ်အဲ့ဒါသူတို့တွေကိုကိုထားခြင်းနေရာမှာထားလို့ရပါဗျ size change ရင်လည်းအဲ့တိုင်းပါပဲပြီးရင် edit menu ကိုနှိပ်ပြီးတော့ exit editor ကိုနှိပ်လိုက်ပါဗျအခါကျရင်ပြန်ပြီးဆောက်လို့ရပါတယ် size change ရင်လည်းအဲ့လိုပါပဲဗျ PPSS ပုံလေးတွေဝင်လိုက်ပါပြီးရင် scale button ဆိုပြီးရှိပါလိမ့်မယ်အဲ့နှိပ်ပြီးတော့ဘာသာတို့ကြိုက်တဲ့ site ကိုဘာသာလိုချင်တဲ့ site ကိုချိန်လို့ရပါဗျပြီး menu တွေကနေထားလိုက်ပါပြီး game setting နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ဘာသာတို့ဒီ beta setting ပုံလေးတွေဝင်လိုက်ပါပြီးရင်ဘာသာတို့ graphic တွေကိုသွားလိုက်ပါ GPU render ဆိုတာလေးရှိပါတယ်အဲ့ဟာကို Falcon ထားရပါဗျပြီးသွားရင်ဘာသာတို့တွေဒီ ASAP ratio အဲ့ ratio ကကြတော့ brother တို့ဒီအနောက်က game screen ကဒီလိုမျိုးနေရာတင်းတင်းချင်းလေးရမှာမဟုတ်ဘဲနဲ့ full screen ဆော့ကျင်နေဆိုရင်အဲ့ ASAP ratio ကို stretch ကိုထားလိုက်ပါဗျပြီးသွားရင်တော့ပြန်ပြီးထွက်လာရင် full screen ဖြစ်သွားတာ brother တွေ့ပါလိမ့်မယ်အဲ့ဆိုရင် brother တို့စပြီးတော့ game ကိုဆော့လို့ရပါပြီ
ကဲဗီဒီယိုလေးကဒီလောက်ပါပဲ brother တို့ရဲ့ဒီဗီဒီယိုလေးကိုချန်နေတဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့မေ့ကြပါနဲ့ကဲအားလုံးပဲ bye bye 人はなぜ夜更かしをすると思う？